Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတော့ငါးကြော်ဖို့အတွက်ငါးတွေ ready လုပ်နေပါတယ်ရှင်ငါအတွက်မချင်းစက်သွန်ဖြူထောင်းနေတာပေါ့နော်ဒါငါးထဲမှာထည့်ပြီးနှပ်ဖို့အတွက်ပေါ့နော်အဲ့ဒါထောင်းနေတာဆိုတော့ဒီငါးထဲမှာစနွန်းရဲ့စားရဲ့ချင်းစက်သွန်ဖြူရဲ့ကိုအရင်ညက်ထည့်ပြီးမှနှပ်ထားလိုက်မယ်ကျမကတော့ပေါ့နော်နိုင်ဝက်လောက်နှပ်ထားတာပေါ့နော်ဒါကိုဆိုတော့အခုကကြော်ဖို့အတွက်ဒံဦးတည်လိုက်တော့မယ်စီထည့်ပြီးပေါ့နော်ဒီထဲမှာစီထည့်ပြီးငါးထည့်လိုက်ပြီးငါးထည့်ပြီးလို့အနေတော်လေးငါးရဲ့အယောင်အနီအောင်တန်းတန်းလေးဖြစ်လာလို့ရှင်ကြတော့ပေါ့နော်နောက်တစ်ဖက်ကလန်လေးရမှာပေါ့နော်နောက်တစ်ဖက်ကလန်ပြီးမှပြန်အဲ့ဒီအတိုင်းပဲကြော်မယ်ကြော်ပြီးလို့အဲ့လိုမျိုးအနေထားလေးရပြီဆိုရင်တော့ငါ့ကိုထုတ်လိုက်လို့ရပါပြီရှင်အဲ့ဒါငါးကြော်လေးရသွားပါပြီကျမငါးကြော် ready ဖြစ်သွားပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင် thank you